10သိန်းဝန်းကျင်မှာကိုကျော်ကြီးရွေးပြီးတဲ့ဖုန်းမဲ့ဝယ်မယ်တခြားဘာမှမဝယ်ချင်ဘူး။ဘာမျိုးလေးတွေရွေးပေးစရာရှိလဲလို့မေးလာတဲ့မိကုန်းတွေပေါ့။ရွေးထားတဲ့ဖုန်း၄လုံးရှိတယ်။ဆိုတော့ဘယ်လိုဖုန်းတွေဖြစ်မလဲ။ဘယ်ဖုန်းတွေကကိုနဲ့ကိုက်မလဲ။ဒီကြောင်းလေးကိုဆက်ပြောကြအောင်။ပထမဆုံးတစ်လုံးကတော့ Redmi ရဲ့ Note 14 Pro ဆိုတဲ့ကောင်ဒီကောင်ကိုတကယ် highly recommend ပေးတယ်10သိန်းဝန်းကျင်မှာဘာမှသိပ်ပြီးတော့ဟိုဟာဒီယာရဲ့အတွန်းမတက်ဖဲနဲ့သုံးမယ်ဆိုတဲ့သူတွေတန်းဝယ်လို့ရတဲ့ဖုန်းမျိုးဒီကောင်က China version တချို့ကကြောက် China version မကြိုက်ဘူးဆိုတဲ့သူတွေအတွက်ကတော့ဒီဖုန်းနဲ့တော့တိတ်အဆင်မမဟုတ်ဘူးအဓိကကဒီ10သိန်းဝန်းကျင်မှာ Redmi ရဲ့ Note 14 Pro ကကြတော့ performance မဆိုးဘူး build quality ကောင်းတယ်မှန်အခုံးလေးနဲ့ display ကြွရွလေးနဲ့ကန်ရတာ luxury ဆန်တယ်ဆိုတဲ့ဘိုင်မျိုးရတဲ့ဖုန်းပြောမယ်ဆိုရင်တော့10သိန်းဝန်းကျင်မှာပေးရတဲ့ဈေးနဲ့ပြန်ရတာတော်ကိုမှတန်တဲ့ဖုန်းလို့ပြောရမှာ battery life တွေပါတယ်ဘာမှသိပြီးထွေးလို့ပြောစရာမရှိဘူးနောက်တစ်လုံးကကြတော့ကျွန်တော်က price to performance တွေပါတယ်တိတ်ခေါင်းနဲ့ထည့်မနေဘူးတန်တာမတန်နိုင်အသာထား official global ဖြစ်ရင်ရပြီ Google service တွေကောင်းကောင်းသုံးချင်တယ်ဆိုတဲ့သူတွေအတွက်ရွေးပေးထားတဲ့ဖုန်းကတော့ Redmi 15လို့ခေါ်တဲ့ကောင်ဒီကောင်ကတော့ global version ဖြစ်တဲ့အတွက် P2P ပဲကောင်းမှာတော့မဟုတ်ဘူးပေးရတဲ့ဈေးနဲ့ပြန်ရတဲ့ performance တွေဘာညာတွေကတော့နည်းနည်းလေးတော့အဆင်မပြေဘူးဆိုပေမဲ့လည်း10သိန်းဝန်းကျင်မှာ official global တွေကလိုချင်တဲ့ဆိုတဲ့သူတွေအတွက်ကတော့ရွေးချယ်တယ်အများအစားမရှိတဲ့အထက်ကရွေးလို့ကောင်းတဲ့ဖုန်းတစ်လုံးလို့ပြောရမှာအဓိက Google service တွေ okay တယ် display size ကြီးတယ် battery တော်တော်လေးကြီးရဲ့ထက်မှာပါတယ်များသောအားဖြင့် mostly ဒီဖုန်းတွေကကြတော့လူကြီးပိုင်းနဲ့ပို့ပြီးတော့အဆင်ပြေရဲ့ထက်မှာပါတယ်ဘာမှသိပ်ပြီးတော့အောင်တော့ဆရာမရှိဘူးနောက်တစ်လုံးကတော့ကိုကကြစ်လက် design လေးနဲ့ branded ထဲကလိုချင်တဲ့တက်မှာဟို China brand တွေပိုင်းမဟုတ်ဘဲနဲ့ brand ကောင်းလေးထဲက user experience ကောင်းကောင်းကိုလိုချင်တယ်ဆိုတဲ့သူတွေအတွက်ရွေးပေးထားတာ Samsung ရဲ့ Galaxy A17 အဓိကဒီဖုန်းကကြတော့ Samsung ဖြစ်တဲ့အတွက် display ကတော့ဘာမှပြောစရာမလို10သိန်းဝန်းကျင်မှာ notch လေးပါတာကလွဲပြီးတော့တော်တော်လေးကိုမှကောင်းတဲ့ display ကိုရမှာ user experience ရဆိုလို့ရှိရင်လည်းဒါ One UI ရဲ့ feature တွေသုံးလို့မိုက်တာမျိုးတွေဒါတွေကလည်းဘာမှပို့စရာမလိုဘူးဆိုတော့10သိန်းဝန်းကျင်မှာဘာမှတိတ်ပြီးတော့ခေါင်းနဲ့မထည့်ဘူး display ကောင်းတာကိုလိုချင်တယ် battery လည်းအဆင်ပြေတာမျိုးပြီးတော့ global version ဖြစ်တာမျိုးကိုလိုချင်တယ်ဆိုတဲ့သူတွေပြီးတော့ user experience ကောင်းကောင်းလေးကိုလိုချင်တယ်ဆိုတဲ့သူတွေအတွက် A17 ကတော့ကောင်းကောင်း recommend ပေးလို့ရတယ်ပြီးတော့ဒီကောင်က 4G 5G ရှိရရွေးချယ်စရာ option ကလည်းတော်တော်လေးကိုမှများရတယ်မှာပါတယ်နောက်ဆုံးတစ်လုံးကတော့တကယ်အတန်ဆုံးလို့ပြောလို့ရတယ်ဒါပေမဲ့ဒီကောင်ကအတန်ဆုံးလည်းဖြစ်တယ်လို့10သိန်းဝန်းကျင်တော့ကိုကပတ်စံသုံးမယ်ဆိုရင်နည်းနည်းလေး2သိန်း3သိန်းလောက်တော့ထပ်ပြီးတော့ site မှာရမယ်မဟုတ်ရင်တော့ဝယ်လို့မရဘူးအဓိကဒီကောင်ဈေးကကျတော့12သိန်းပတ်ချာလောက်မှာရှိတယ်အဲ့ဒါကဘာလဲဆိုတော့ Nothing phone ရဲ့ CMF Phone 2 Pro ဒီကောင်ကပေးရတဲ့ဈေးနဲ့ပြန်ရတော်တော်လေးကိုမှတန်တာပုံမှန်ကျွန်တော် official global phone တွေထဲမှာဆိုရင် telephoto lens ပါတာမျိုးတွေပြီး battery တောက်တာမျိုးတွေ design မိုက်တာမျိုးတွေဆိုရင်တည်ရမှာဈေးနှုန်းက15 16 19လောက်ထိကိုရောက်သွားတာအဲ့တော့နည်းနည်းလေးတိတ်ပြီးရွေးရအဆင်မပြေဘူးအားလုံးသိတဲ့အတိုင်းပဲဒါ Nothing ရဲ့ CMF phone တွေက design တွေရန်တွေကသူ့ဈေးတန်းဝန်းကျင်မှာတော်တော်လေးကိုမှမိုက်တယ်လို့မျိုးတခြား brand တွေရှင်ဖို့ကတော်တော်ခက်တဲ့ထဲမှာလည်းပါတယ်ဆိုတော့အများကြီးသိမှပြောချင်10သိန်းကျော်နည်းနည်းလေးပတ်စံထပ်ဆိုင်ပြီးတော့price to performance ကောင်းတာမှလိုချင်တယ်ဆိုတဲ့သူတွေပြီးတော့ camera ဘိုင်းကောင်းကောင်းလိုချင်တယ်ဆိုတဲ့သူတွေအတွက်က Nothing Phone 2 Pro ကိုရွေးရကအကောင်းဆုံးလို့ပြောလို့ရတယ်တခြားဟာတွေရှိရဆိုပေမဲ့လည်းပြန်ရှင်းမယ်ဆိုရင် even ကျွန်တော် China version မှာတော့မှဒီကောင်းကိုမှီတဲ့ specification နဲ့ဖုန်းကမတွေ့သေးဘူးဒီဖုန်းလေးလုံးက10သိန်းဝန်းကျင်မှာကျွန်တော်အနေနဲ့ရွေးပေးထားတဲ့ဖုန်းတွေယူတယ်ဒီလေးလုံးကလည်းကိုယ့်ရဲ့လိုအပ်ချက်ကိုယ့်ရဲ့ usage ပေါ်မူတည်ပြီးကိုသုံးမဲ့ budget နဲ့လိုက်ပြီးဝယ်မယ်ဆိုရင်လည်းအဝယ်မမှားတဲ့ကောင်လေးပဲအဲ့ထဲမှာ recommend အပေးခြင်းဆုံးကတော့ Note 14 Pro နဲ့ CMF Phone 2 Pro ကိုတော့ဒါ highly recommend ပေးတယ် ranking ရဆိုလို့ရှိရင်တော့ CMF Phone 2 Pro 1ထားပြီးတော့ Note 14 Pro ကိုတော့2ထားထားတယ်နံပါတ်3နေရာမှာတော့ Samsung ရဲ့ Galaxy A17 ကိုထားပြီးတော့နောက်ဆုံး base အနေနဲ့ကတော့ Redmi ရဲ့ Note 15 Global version ကိုထားပြီးရဆိုတော့1 2 3 4ကြိုက်တာကိုကြိုက်လို့ရွေးလို့ရတယ်ဆိုတော့ဒီလောက်ဆိုရင်တော့10သိန်းဝန်းကျင်မှာဒီဖုန်းတွေကကိုယ်နဲ့ဘယ်လိုနေရာမှာကိုက်မလဲဘယ်လိုလမ်းမလဲဘယ်လိုအဆင်ပြေမလဲဆိုတာသိပါတော့ပြီးတော့ထင်တယ်ဆိုတော့ကျွန်တော်တို့နောက်တစ်ကြပါဘောဆိုတော့ကိုလူလို့ဆိုရင်ရောဘယ်ကောင်ဝယ်မှုစဉ်းစားထားလဲအောက်မှာဆွေးနွေးခဲ့ပါဦးအောက်ဒီလိုက်တင်ပါတယ်ကျွန်တော်ကတော့ admin ကြော်ပြီပါ Yangon Mobile Store